ရွာလေးတစ်ရွာမှာဆင်းရဲပေမဲ့အေးချမ်းတဲ့ဘဝကိုမက်ခဲ့တဲ့မိသားစုလေးတစ်စုရှိခဲ့တယ်။ဒါပေမဲ့အဖေဖြစ်သူမောင်ဘရဲ့အရက်ဆွဲမှုကဒီအိမ်လေးကိုတဖြည်းဖြည်းဖျက်ဆီးသွားခဲ့တယ်။ညတိုင်းမောင်ဘကအရက်မူပြီးအိမ်ပြန်လာတယ်။အိမ်အတွက်မဟုတ်ဘူးပြဿနာတွေကိုပဲယူလာတယ်။အရက်မူလာတဲ့ညတွေမှာအမိရဲ့မျက်ရည်တွေကတိတ်တိတ်လေးကျခဲ့တယ်။ခလီးတွေကတော့လှမ်းပြီးငိုနေကြတယ်။မောင်ဘကအလုတ်လည်းမလုတ်တော့ဘူး။ဒါပေမဲ့အရက်တောက်ဖို့တော့နေ့တိုင်းပတ်စံလို့တယ်။ဒီအိမ်လေးကိုထိန်းထားခဲ့တာအမိရဲ့ပင်ပန်းနဲ့လက်နှစ်ဖက်ပဲ။တနေ့လုံးအလုတ်လုတ်ရတဲ့ပတ်စံကခလီးတွေအတွက်ထမင်းဝဖို့တော့မလုံလောက်ခဲ့ဘူး။ပတ်စံမရှိတော့တဲ့နောက်ခလီးတွေလည်းကြောင်းဆက်မတက်နိုင်တော့ဘူး။ခလီးဘဝဆိုတာကစားရမယ့်အရွယ်ဒါပေမဲ့သူတို့အတွက်တော့ဈေးချင်းနှောင်းတွေထမ်းရတဲ့ဘဝဖြစ်လာခဲ့တယ်။မိုးရွာတဲ့နေ့တွေမှာတော့သူတို့နားမနေရဘူး။ တနေ့တော့အလုတ်ပင်ပန်းလွန်းတဲ့အမေနေမကောင်းဖြစ်သွားခဲ့တယ်။အဲ့ဒီညမှာပဲမောင်ဘကသူ့မိသားစုဘလောက်နာကျင်နေပြီလဲဆိုတာနောက်ကြမှသိလာခဲ့တယ်။မိသားစုတစ်ခုကိုဖျက်ဆီးတာစီးရဲမှုတည်းမဟုတ်ဘူး။အရက်ဆိုတာခဏတာပျော်ရွှင်မှုကိုပဲပြီးနိုင်တယ်။ဒါပေမဲ့မိသားစုတစ်ခုရဲ့ပျော်ရွှင်မှုကိုတော့တဖြည်းဖြည်းဖျက်ဆီးသွားတတ်တယ်။အရက်ကြောင့်ကလေးတွေရဲ့အနာဂတ်ရောက်သွားတယ်။မိန်းမတစ်ယောက်ရဲ့မျက်ရည်တွေမရည်တွက်နိုင်တော့ဘူး။အင်းတအိမ်ရဲ့နှွေးထွေးမှုလည်းပျောက်ဆုံးသွားတယ်။မတောက်ခင်ခဏလောက်စဉ်းစားပါ။မင်းတောက်မဲ့အရက်တစ်ခွက်ရဲ့နောက်ခွဲမှာမင်းချစ်တဲ့မိသားစုရဲ့မျက်ရည်တွေရှိနေနိုင်တယ် ဗီဒီယိုလေးကိုကြိုက်နေတဲ့ခဲ့ရင်ကျွန်တော်တို့ရဲ့ YouTube Channel နဲ့ Facebook Page တို့ကို Like and Subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ